အိမ်ပြန်ရောက်တိုင်းစိတ်ပိုပင်ပန်းလာရင်အဲ့အိမ်ကစိတ်စုံမဖြစ်သေးဘူးလို့ဆိုနိုင်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်တို့ရဲ့စိတ်အာဟာရအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်တော်ဟန်စောလက်ပါခင်ဗျ။အလောက်ကပေးတဲ့ပြဿနာတွေပင်ပန်းမှုတွေကိုအလောက်ခွင်မှာပဲခြံထားခဲ့ခြင်းပင်မဲ့တော်တော်များများကအဲ့လိုမလုံနိုင်ပဲစိတ်ဖိစီးမှုတွေကိုအိမ်အထိတည်လာမိတတ်ကြတယ်။အဲ့ဒီအခါအပြင်လူတွေကိုတော့ပြန်မပြောရဲပဲအားနာပြီးကိုယ့်ကိုအချစ်ဆုံးဖြစ်တဲ့မိသားစုတွေကိုကြားမှာစိတ်ဖိစီးလို့ဒေါသတွေကိုပုံချနေမိတာမျိုးကလူတိုင်းလိုလိုဖြစ်ပူးကြမယ်ထင်ပါတယ်။တကယ်တော့အိမ်ဟာကိုယ့်ရဲ့ဒေါသပုံချရာနေရာမဟုတ်ပဲမိသားစုဝင်အချင်းချင်းစိတ်ခံစားချက်တွေကိုပွင့်ပွင့်လင်းလင်းမျှဝေနိုင်တဲ့နေရာဖြစ်တင်တာပါ။ဒါကြောင့်မလို့ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ရဲ့အိမ်ကိုစိတ်ချလက်ချခိုလုံလို့ရတဲ့အချင်းချင်းပွင့်ပွင့်လင်းလင်းမျှဝေရတဲ့စိတ်ဆောင်လေးတစ်ခုဖြစ်အောင်ပြောင်းလဲလို့ရမယ့်နည်းလမ်းလေးတွေနဲ့ပတ်သက်ပြီးမျှဝေပေးသွားပါမယ်။ပထမဆုံးအနေနဲ့ကကိုကနားထောင်နေသူအရင်လုပ်ပါမိသားစုဝင်တယောက်ကသူ့ရဲ့ခံစားချက်ကိုလာပြောပြတဲ့အခါမင်းကလည်းဒါလေးများလို့ဖြတ်မပြောပါနဲ့ဆုံးမတာတွေအကြံပေးတာတွေကိုခဏလေးခောက်ထားပြီးသူ့ရဲ့စကားလုံးတွေနောက်ကခံစားချက်ကိုပဲအာရုံစိုက်ပြီးအဆုံးထိနားထောင်ပေးလိုက်ပါတခါတလေမှာလူတွေကအဖြေကိုလိုချင်တာထက်ငါးဘက်မှာရှိနေပေးတယ်ဆိုတဲ့ခံစားချက်လေးကိုပဲလိုချင်ကြတာပါဒုတိယတစ်ချက်ကတော့စိတ်ရဲ့ယာတိဥရုကိုမေးကြည့်ပါအဆင်ပြေလားလို့မေးရင်ပြေပါတယ်လို့ပဲပြန်ဖြေတတ်ကြတာတဘာဝပါအဲ့ဒီအစားပိုပြီးပေါ့ပေါ့ပါပါလေးမေးကြည့်တဲ့အလေးအထားလေးကိုမိသားစုထဲမှာဖန်တီးကြည့်ပါဥပမာဒီနေ့မင်းယာတိဥရုဘယ်လိုရှိလဲနေသားလားဒါမှမဟုတ်မိုးအုံနေလားလို့မေးကြည့်ပါဒီလိုတင်စားပြီးမေးလိုက်တာကဒေါသတကြီးပုံချပြစ်မဲ့အစားကိုယ့်ရဲ့စိတ်အခြေအနေမှန်ကိုဖွင့်ပြောဖို့လမ်းစာလေးတွေဖြစ်စေပါတယ်တစ်ဖက်လူကလည်းကိုယ့်ရဲ့စိတ်အခြေအနေပေါ်မူတည်ပြီးလိုက်လျောညီထွေဆက်ဆံပေးဖို့လွယ်ကူသွားပါတယ်နောက်ဆုံးနဲ့အရေးကြီးဆုံးကကိုယ်တိုင်ကအရင်ဖွင့်ပြောတတ်ဖို့ပါငါကလူကြီးပဲငါကအားကိုးရမဲ့သူပဲဆိုတဲ့မာမာနတွေကိုခဏချထားပြီးဒီနေ့တော့ငါလည်းအပြင်မှာပင်ပန်းလာတယ်စိတ်နည်းနည်းညစ်နေလို့အမားပါရင်ခွင့်လွတ်ပါစသဖြင့်ကိုယ့်ရဲ့အခြေအနေကိုရိုးရိုးသားသားမျှဝေလိုက်ပါကိုယ်တိုင်ကအရင်ပွင့်လင်းပြမှကျန်တဲ့သူတွေကလည်းအော်ငါလည်းရင်ဖွင့်လို့ရတာပဲဆိုပြီးယုံကြည်မှုရှိလာမှာပါမိသားစုဆိုတာအပြင်ကဒေါသတွေကိုပုံချစာနေရမဟုတ်ပါဘူးတယောက်ရဲ့ပင်ပန်းမှုကိုတယောက်ကဝင်းမြထမ်းပိုးပေးတဲ့နေရာတစ်ခုဖြစ်တင်တာပါဒီညအိမ်ပြန်ရောက်တဲ့အခါမိသားစုဝင်တွေကိုဒီနေ့ပင်ပန်းခဲ့လားလို့အရင်မေးကြည့်လိုက်ပါအားလုံးပဲစိတ်အာဟာရပြည့်ဝကြပါစေခင်ဗျာ